အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့စိတ်ဝင်စားစရာကောင်းတဲ့ညံစမ်းတင်ချပို့စာလေးတစ်ပုဒ်အကြောင်းကိုပြောပါမယ်တက္ကသိုလ်မှာတစ်ယောက်ကတက်တုံးကို6ပိုင်းအညီမျှပိုင်းဖို့အတွက်ဆိုရင်စုစုပေါင်းအချိန်မိနစ်30ကြာပါတယ်တကယ်လို့ပုံစံတူနောက်ထပ်တက်တုံးကို3ပိုင်းရအောင်ပိုင်းနေတယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလဲရွေးလို့ရတဲ့အဖြေတွေကတော့9မိနစ်10မိနစ်12မိနစ်15မိနစ်18မိနစ်အဖြေမှန်ကပါလဲအဖြေမှန်ကိုမရွေးခင်မှာဆိုရင်သတိပေးစရာတစ်ခုရှိပါတယ်ဒီမိကုန်းလေးကိုပထမဆုံးချိန်ဖြေတဲ့လူ10ယောက်မှာဆိုရင်9ယောက်မှာလေးရှိပါတယ်အခုဆိုရင်အဖြေမှန်ကိုဆွေးနွေးပါမယ်တကယ်လို့တင်ရွေးထားတဲ့အဖြေက15မိနစ်ဆိုရင်တော့အဖြေကမှားပါတယ်ဒီညံစမ်းပို့စာလေးကအလဲတန်းတင်ချမှာတင်တဲ့အချိုးကိုအခြေခံလာတာပါအချိုးနဲ့ဆိုင်တဲ့ပို့စာလေးကိုတွက်တဲ့အခါမှာဆိုရင်တတိထားစရာတစ်ခုရှိပါတယ်တွေးတဲ့ခဏတိုင်းကဓာတ်ရိုက်အချိုးကြတာမျိုးမဟုတ်ပါဘူးဥပမာဒီညံစမ်းပို့စာမှာဆိုရင်တက်တုံးအရေးအတွက်နဲ့အချိန်တွေကဓာတ်ရိုက်အချိုးကြတာမဟုတ်ပါဘူးလက်တွေ့ကျကျစဉ်းစားကြည့်မယ်ဆိုရင်တက်တုံးကိုအပိုင်း6ပိုင်းရအောင်ပိုင်းဖို့အတွက်ဆိုရင်9ခေါက်ဖြတ်ရပါတယ်9ခေါက်ဖြတ်ဖို့အတွက်ကြာတဲ့အချိန်ကမိနစ်30လို့ယူဆလို့ရပါတယ်တက်တုံးရဲ့အရေးအတွက်နဲ့အချိန်တွေကဓာတ်ရိုက်အချိုးကြတာမျိုးမဟုတ်ဘဲနဲ့ဘယ်နှခေါက်ပိုင်းလဲဆိုတဲ့အရေးအတွက်ကအချိန်နဲ့ဓာတ်ရိုက်အချိုးကြတာပါ9ပိုင်းပိုင်းမှုအတွက်မိနစ်30ကြာရဲဆိုရင်တစ်ပိုင်းပိုင်းမှုအတွက်ဆိုရင်6မိနစ်ကြာပါတယ်ဒီလိုပုံစံတူတုံးကို3ပိုင်းရအောင်ပိုင်းနေတယ်ဆိုရင်တော့ပိုင်းရမယ့်အချိန်အကြီးအတွက်က2ပိုင်းပဲပိုင်းရမှာပါတစ်ပိုင်းပိုင်းမှုအတွက်6မိနစ်ကြာရဲဆိုရင်တော့2ပိုင်းပိုင်းမှုအတွက်12မိနစ်ကြာပါတယ်ဒါကြောင့်အဖြေမှန်က12မိနစ်ဖြစ်ပါတယ်သင်ရဲ့ပထမဆုံးအဖြေကဘာလဲကိုရေးခဲ့တဲ့အဖြေကို comment box မှာပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ညံစမ်းပို့စာလေးတွေကိုတင်ဆက်တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe လုပ်ထားဖို့မမေ့ကြနဲ့အောင်နော်